အဲဆုံးကကျွန်းသားမို့ခွန်ရှိကိုမယူနိုင်ဘူးစိုးကလူကိုပဲယူမယ်လို့ပြောနေပါတယ်တဲ့ခွန်ရှိလည်းငိန်နာထောင်နေရတာပေါ့နောက်တော့ပန်းခင်းထဲမှာအဲဆုံးကသူ့ကိုတနာစရာမလိုကြောင်းပြောလာပါတယ်ခွန်ရှိက10နှစ်လုံးတနာလို့လိုက်နေတာမဟုတ်ဘူးဆိုပြီးအဲဆုံးကိုနမ်းလိုက်ပါတယ်သူအဲဆုံးနဲ့ပဲဘဝကိုဖျက်တမ်းကျင်တာပါအိမ်ပြန်ရောက်တော့ညီမလေးပြောက်နေလို့လိုက်ရှာရာကနေပထွေးနဲ့သူ့ကောင်မလေးဗီဒီယိုထဲပုံနေတာတွေ့လိုက်ရပါတယ်ကောင်မလေးကအဲဆုံးကိုအိမ်ကနှင်ချချင်နေတာပါအဲဆုံးကဆူထားတဲ့ចောင်းစီတောင်းတော့ပထွေးကပတ်စံတွေမရှိတော့ကြောင်းပြောပါတယ်အဲဆုံးလဲကိုအားကိုဖို့ဆုံးဖြတ်လိုက်တယ်ဦးလေးစီအကူညီသွားတောင်းတော့ចောင်းထွက်ပြီးစက်ယုံမှာအလုတ်လုတ်လာစာတဝက်အိမ်ပြန်ပို့ခိုင်းပြန်ပါတယ်အဖွားတို့မိသားစုရဲ့ခေါင်းပုံဖြတ်တာမခံချင်တော့တဲ့အဲဆုံးတယောက်ခွန်ရှိစီသွားပြီးငိုယိုအကူညီတောင်းပါတော့တယ်ဒေတာခံတယောက်နဲ့လက်ထပ်ပြီးဆင်းရဲတဲ့ဘဝမှာမနေချင်တော့ပါဘူးတဲ့ခွန်ရှိကအဲဆုံးအကြိုက်ဆုံးကြပြကိုရွတ်ပြပြီးနှစ်သိမ့်ပါတယ်အဖွားကိုဖွင့်ပြောဖို့မရဲတဲ့ခွန်ရှိကအိမ်ကပတ်စံကိုအဲဆုံးကလည်းပထွေကောင်မလေးရဲ့ယတနာတွေခိုးပြီးထွက်ပြေးဖို့ချိန်လိုက်ကြပါတယ်အဲဆုံးကသူတို့ထွက်ပြေးရင်နောက်ပြန်လှည့်လို့မရတော့ဘူးလို့တတိပေးပေမဲ့ခွန်ရှိကတော့အဲဆုံးကိုဘူဆန်သွားမဲ့တင်မောပေါ်ခေါ်တင်သွားပါတော့တဲ့ဘူဆန်ရောက်တော့ယတနာသွားပေါင်ပေးမဲ့ဆိုင်ရှင်ကမတင်ကားလို့လက်မခံပါဘူးမိုးတဲတစ်ခုမှလက်စုပ်ပေါင်ပြီးတဲဖို့ကြိုးစားတော့ပိုင်ရှင်ကဟန်နီမိုးထွက်လာတာထင်ပြီးအလကားပေးနေတဲ့အပြင်မုံနဲ့အရက်ပါတိုက်ပါသေးတယ်မူပြီးအိပ်ပျော်သွားတော့သူတို့အိတ်တွေအခိုးခံလိုက်ရပါတယ်ဆိုင်ရှင်ကသူတို့အိတ်ပါမလာပါဘူးဆိုပြီးပြောင်းရင်းနဲ့ပြင်ရဲတိုင်မယ်လို့ချင်းချောက်ပါသေးတယ်အဲဆုံးတို့လည်းမှတ်ပုံတင်မပါတော့လမ်းဘေးရောက်သွားကြတာပေါ့လက်မလျှော့တဲ့အဲဆုံးကညဘက်ပြန်သွားပြီးအိတ်ပြန်